Okay, di mi kung ko comment sa pure ngi mau juzu mi ati mare. Toto mya mya le mi chin le mi kungဖြစ်ပါတယ်မိလည်းမိပြီးသားပါခဏခဏကျွန်တော်ပြောပြပါဒါပေမဲ့အားလုံးတည်အောင်ကျွန်တော်တစ်ခါထပ်ပြီးတော့ပြောပြပါရစေကြည့်တတိကပြောင်းခွင့်ပြီးတော့ very good ပေါ့နော်အဲ့တော့ကိုမြန်မာပြည်ကိုပြန်ဖို့မလိုတော့ဘူးပေါ့ဒါပေမဲ့အဲ့ဒီညီမပြောင်းမှန်ဆိုရင်ညီမမှာ option အနည်းငယ်ရှိတယ်ခုနှစ်လုံးနေပြီဆိုတော့ number 1ညီမတရုတ်လူပြောတတ်လားအင်္ဂလိပ်လူပဲလားဆိုတာကျွန်တော်တို့နားလည်ဖို့လိုအပ်တယ်ဒီမှာမပါလာတော့ကျွန်တော်ချက်လက်တွေမသိဘူးဒါပေမဲ့အိမ်ကိုကနေပြီးတော့တရုတ်လူပြောတတ်တယ်ဆိုရင်တော့ WPNTS ကိုကျွန်တော်ကတော့အားပေးတယ် FMB ဘိုင်းမှာတစ်ဖက်မှာလည်းပဲတရုတ်လူမပြောတတ်ဘူးဆိုရင်တော့အဲ့ WPNTS စားတော့ဆိုင်ဘိုင်းကိုကျွန်တော်အားမပေးဘူးဘာကြောင့်လဲဆိုတော့ခက်ခဲများစွာရှိနိုင်တယ်ဆိုတော့ဒါပေမဲ့9နှစ်လုံနေပြီဆိုတော့ HSS ကျွန်တော်တို့အချိန်ပိုင်းတန့်ရှင်းကိုညီမစိတ်ဝင်စားမလားစိတ်ဝင်စားတော့ကျွန်တော်မသိဘူးဆိုတော့ဒါမဲ့ညီမအတွက်ကတော့လွယ်မဲ့အရာဖြစ်မှာပါဒီဘက်မှာလည်းပဲအဲ့လောက်ကြာနေပြီဆိုတော့ညီမအနေနဲ့ကဘယ်လိုပုံစံမျိုးနဲ့ nursing တို့ကြတော့လဲအချိန်မရနိုင်ဘူးဆိုတော့ရွေးစရာအနေငယ်ရှိရဲ့ညီမရဲ့တရုတ်စာသူ့မို့အင်္ဂလိပ်စာပုံမှန်မူတည်ပြီးတော့အဲ့လိုပဲကျွန်တော်ဖြည့်ပြပြရစီဆိုတော့ညီမကဘာအချက်လက်တွေရှိတယ်ဆိုတာသိချင်တယ်ဆိုရင် Zoom meeting မှာကျွန်တော်နဲ့လာပြီးတော့မေးပေးပါကျွန်တော်အကြံ teacher လေးပြီးလို့ရှိပါတယ်ဟုတ်ပြီနော်